မင်္ဂလာပါရှင်ဒီတစ်ပုဒ်ကကြတော့အလဲလွန်ဇက်ဆောင်များတဲ့ရှိတ်စပီးယားရဲ့ပြဇာတ်တွေထဲကမှရိုမီယိုနဲ့ဂျူလီယက်ပြဇာတ်အကြောင်းပြီးတော့ကကြတော့အော်တယ်လိုပြဇာတ်အကြောင်းကိုအဲ့ဒီနေ့ကစကားဝိုင်းမှာပြောနေဖြစ်ပါတယ်မင်းနဲ့မြို့ကလွတ်တော်အမတ်မှာဆိုလို့ရှိရင်သမီးချောတယောက်ရှိပါတယ်သူ့နာမည်ကတော့တက်စတီမိုနာဖြစ်ပါတယ်မင်းနဲ့မြို့မှာတော့တက်စတီမိုနာကအလားထိတ်ကောင်းတင်ဘရင်မလေးပါသူ့ကိုချစ်ကြိုက်ကြသူတွေကအများကြီးပါသူ့ချစ်ကိုတောင်းခံကြတဲ့လူလင်ပြိုတွေဟာဂုဏ်တည်ရှိတဲ့သူတွေရုပ်ရည်လှပတင့်တဲ့ခံရတဲ့သူတွေပါဒါပေမဲ့တက်စတီမိုနာကတော့အမျိုးတူတဲ့အသားဖြူလူလင်တွေကိုခြံထားပြီးတော့အသားမဲတဲ့မိုးအားလူမျိုးဖြစ်တဲ့ဘိုးချုပ်အော်တယ်လိုကိုချစ်သူအဖြစ်နဲ့ရွေးချယ်လိုက်ပါတယ်ရုပ်ရည်တင်းတယ်လှပခြင်းတဲ့စိတ်နေစိတ်ထားကောင်းမွန်ပြီးတော့ယောက်ျားပိသားချင်းကိုပို့ပြီးတန်ဖိုးထားတဲ့အနေနဲ့အော်တယ်လိုကိုတက်စတီမိုနာကရွေးချယ်တာပါပဲတက်စတီမိုနာရဲ့ဖခင်ကတော့အော်တယ်လိုနဲ့သဘောမတူပါဘူးအဲဒါကြောင့်ပဲတိတ်တဆိတ်လက်ထပ်လိုက်ကြပါတယ်လက်ထပ်ပြီးလို့မကြခင်မှာပဲအော်တယ်လိုကစစ်ထွက်သွားရပါတယ်သူစစ်ထွက်နေတဲ့အချိန်မှာသူ့နေရာမှာအုပ်ချုပ်ဖို့ဆိုပြီးတော့ကာစီယိုဆိုတဲ့စစ်ဗိုလ်ကလေးကိုအော်တယ်လိုကခံထားခဲ့ပါတယ်ကာစီယိုနဲ့အော်တယ်လိုဟာအင်မတန်မှရင်းနှီးကျွမ်းဝင်သူတွေဖြစ်ကြပါတယ်ဆိုးတိုင်ပင်ကောင်းတိုင်ပင်မိတ်ဆွေတွေဖြစ်ပါတယ်။အော်တယ်လိုကကာစီယိုကိုဘယ်လောက်ယုံကြည်စိတ်ချတယ်လဲဆိုလို့ရှိရင်တက်စတီမိုနာကိုလူပြိုလှဲ့တဲ့အချိန်တုန်းကသူ့ကိုယ်စားကာစီယိုကိုပိုးပန်းစီခဲ့တဲ့အထိပါပဲ။တိတ်ကိုယုံကြည်ခဲ့သူဖြစ်ပါတယ်။ကာစီယိုမှာရန်ဘက်တူရှိပါတယ်။သူ့နာမည်ကတော့အိုင်ကိုပါ။အိုင်ကိုနဲ့ကာစီယိုတို့ကယာထူးလူဘက်တွေဖြစ်နေပါတယ်။အိုင်ကိုဟာကာစီယိုကိုရောအော်တယ်လိုတို့ဇနီးမောင်နှံတို့ကိုပါပျက်စီးချောင်းတွေလုပ်ပါတယ်။အိုင်ကိုရဲ့ဇနီးကအော်တယ်လိုကိုထင်ကြီးလေးစားတာတွေရှိပါတယ်။အဲ့ဒါကိုအိုင်ကိုကမနာလို့ဖြစ်ပါတယ်။အဲ့ဒါကြောင့်ပဲအော်တယ်လိုဇနီးမောင်နဲ့ပျက်စီးချောင်းကိုပါတစ်ချိန်တည်းမှာလုပ်တော့တာပါပဲ။အိုင်ကိုကတက်စတီမိုနာရဲ့လက်ကင်ပေါ်ဝါတစ်ထည်ကိုပုံတူလေးချုပ်ချင်လို့ဆိုပြီးတော့ငားပါတယ်။ငားပြီးတော့ဂါစီကိုလာမဲ့လမ်းမှာအမက်တမဲ့ချထားလိုက်ပါတယ်။အဲ့ဒီလက်ကင်ပေါ်ဝါကိုမြင်တွေ့တဲ့ဂါစီယိုကတင်ထားလိုက်ပါတယ်။အဲ့ဒါကိုခွင့်ကောင်းယူပြီးတော့အိုင်ကိုကကာစီယိုနဲ့တက်စတီမိုနာကရှင်ပါနေတယ်ဆိုတဲ့အကြောင်းကိုအော်တယ်လိုကိုဂုံချောပါတယ်။ညီမျိုးမျိုးနဲ့ဂုံချောတော့နောက်ဆုံးမှာအော်တယ်လိုကအိုင်ကိုပြောတာတွေကိုယုံသွားပါတယ်။ဒီနေ့မှာတော့အော်တယ်လိုကဆိုလို့ရှိရင်ခေါင်းကိုက်ချင်အောင်စောင်းပြီးတော့တက်စတီမိုနာနဲ့လက်ထပ်တုံးကတက်စတီမိုနာကိုပေးထားတဲ့လက်ကင်ဘဝကိုယူခဲ့ဖို့တောင်းပါတယ်။တက်စတီမိုနာခမမပေးနိုင်တဲ့အဖြစ်နဲ့ကြုံရပါတယ်။အဲ့ဒီအချက်ကသူဇနီးတက်စတီမိုနာနဲ့ကာစီယိုတို့ချစ်ကြိုးသွင်းနေကြရဲဆိုတာကိုအတီးပြုရရောက်သွားပါတယ်။အော်တယ်လိုဟာဆိုလို့ရှိရင်သူအင်မတန်ချစ်လွန်းတဲ့ဇနီးကိုသူတစ်ပါးလက်ထဲကိုရောက်သွားမဲ့အဖြစ်ကိုမခံမရနိုင်ဖြစ်နေပါတယ်။မမြင်ရနိုင်ပါဘူး။အဲ့ဒီတော့သူများလက်ထဲကိုရောက်မဲ့အစားသူ့ရဲ့ဇနီးကိုတေးရွာကိုပဲပို့တော့မယ်ဆိုပြီးတော့ဆုံးဖြတ်လိုက်ပါတယ်။တက်စတီမိုနာဟာအော်တယ်လိုရဲ့တန်တရားဖြစ်မှုတွေကိုဘယ်လိုမှဖြေရှင်းလို့မရဘူးဖြစ်နေပါတယ်။တက်စတီမိုနာဟာစိတ်ဆင်းရဲကိုယ်ဆင်းရဲနဲ့ပင်ပန်းလွန်းလို့အိယာပေါ်မှာအိပ်ပျော်သွားပါတယ်။အော်တယ်လိုဝင်လာတဲ့အခါမှာအိမ်မောကြနေတဲ့တက်စတီမိုနာကိုမြင်ပါတယ်။အလွန်လှပတဲ့သူ့ဇနီးတက်စတီမိုနာကိုကာစီယိုရဲ့ရင်ဝင်ထဲကိုရောက်မဲ့အရေးတွေးပြီးတော့ပြင်းထန်တဲ့ခံစားမှုတွေဖြစ်လာပါတယ်။အဲ့ဒါနဲ့ပဲတက်စတီမိုနာကိုဆောင်းတစ်ထည်နဲ့အုပ်ပြီးတော့ဓာတ်တစ်ချက်တည်းနဲ့ထိုးတက်လိုက်ပါတယ်။အဲ့ဒီချိန်မှာပဲဒဏ်ရာတွေရနေတဲ့ကာစီယိုကိုတည်ယူလာကြပါတယ်။ဖြစ်ရပုံကတော့အိုင်ကိုကသူ့တပည့်တဦးနဲ့ကာစီယိုကိုတက်ခိုင်းပါတယ်။ကာစီယိုကလူသက်သမားကိုခုခံလိုက်နိုင်တော့အိုင်ကိုရဲ့အကြံစီတွေကပြတ်ကုန်ပါတယ်။ကာစီယိုကဆိုလို့ရှိရင်အခုလိုခုခံရင်းကနေဒဏ်ရာတွေရလာတာဖြစ်ပါတယ်။အိုင်ကိုကသူ့လှုပ်ကြံမှုတွေပေါ်ကုန်မှာဆိုလို့ဆိုပြီးတော့ကာစီယိုကိုအသက်ခိုင်းလိုက်တဲ့သူ့ရဲ့တပည့်ကိုနှုတ်ပိတ်တဲ့အနေနဲ့တပ်ပစ်လိုက်ပါတယ်။အဲ့ဒီတည်သွားတဲ့သူရဲ့အိတ်ထဲမှာစာတစ်စောင်ကိုအာနာပိုင်တွေကတွေ့ပါတယ်။ဒီစာကြောင့်ကာစီယိုမှာအပြစ်မရှိတဲ့အကြောင်းတက်စတီမိုနာကိုကာစီယိုနဲ့အထင်မှားအောင်လုပ်ကြံတာဆိုလို့ရှိရင်အိုင်ကိုရဲ့အကြံစီတွေဖြစ်တဲ့အကြောင်းကိုပွင့်ကြီးပေါ်သွားပါတယ်။ဒီအကြောင်းတွေကိုကြားသိရတဲ့အခါမှာတော့အော်တယ်လိုကဘယ်လိုနေပါမလဲ။ဟုတ်ပါရဲ့လောကမှာနေဖို့မကောင်းတော့ပါဘူး။အော်တယ်လိုဟာသူ့ဇနီးဖြစ်တဲ့တက်စတီမိုနာကိုတက်ခဲ့တဲ့ဓာတ်နဲ့ပဲသူ့ကိုယ်သူထိုးဆိုင်ပြီးတော့
တက်တည်လိုက်ပါတယ်ခုပြောနေတဲ့အဖြစ်အပျက်တွေကဆိုလို့ရှိရင်တကယ်မှမဟုတ်တာပြသက်ထွဲကဟာရီလို့ပြောချင်ပြောကြမှာပါပဲဒီမှာကအနုပညာအကြောင်းပြောဖို့မဟုတ်ပါဘူးရှိတ်စပီးယားရဲ့အော်တယ်လိုရိုမီယိုနဲ့ဂျူလီယက်ဆိုတဲ့ပြသက်တွေဟာဆိုလို့ရှိရင်အနုပညာပစ္စည်းတွေဖြစ်ပါတယ်ဒါပေမဲ့ဒီအနုပညာရက်တွေကိုအမိပြုပြီးတော့တကယ်လက်တွေ့ဘဝအကြောင်းတွေကိုနားလည်သွားနိုင်တာတွေကတော့အများကြီးရှိပါလိမ့်မယ်။အော်တယ်လူရဲ့ကြေကွဲဖွယ်အဖြစ်ဟာဆိုလို့ရှိရင်တကယ်တော့ချစ်ချင်းဆိုတာကြောင့်ဖြစ်ရတာပါ။ဒက်စတီမိုနာကိုချေရလွန်ချင်းဆိုတဲ့အကြောင်းကြောင့်ဖြစ်သွားတဲ့အနိဋ္ဌာအာယုံတွေပါပဲ။ပြောခဲ့ပြီးပြီလေကျွန်တော်တို့တွေဟာမကောင်းတဲ့နှစ်သက်ပွဲမဟုတ်တဲ့အာယုံတွေကောင်းတဲ့နှစ်သက်တဲ့အာယုံတွေနဲ့ကြုံတဲ့အခါစိတ်ကိုညီမျှအောင်မထားနိုင်ကြပါဘူး။မကောင်းတာနဲ့တွေ့လို့ရှိရင်မနှက်သက်တာမကြိုက်တာနဲ့ကြုံရလို့ရှိရင်ဒေါသထွက်တာတွေဖြစ်ပါတယ်။မကြင်မနှက်တွေဖြစ်ပါတယ်။စိတ်ဆိုးပါတယ်။ကောင်းတဲ့အာယုံနှက်သက်တဲ့အာယုံတွေနဲ့တွေ့တော့တဏှာရာဂတွေဖြစ်ပါတယ်။ချစ်တယ်ကြိုက်တယ်နှက်သက်တယ်ပျော်မွေ့ပါတယ်။လူအများဟာမကောင်းတဲ့အာယုံကောင်းတဲ့အာယုံတွေနဲ့ကြုံတဲ့အခါဒေါသမဖြစ်ပဲတဏှာရာဂတွေမဖြစ်ပဲနဲ့စိတ်ကိုညီညွတ်မြတ်တအောင်မထားနိုင်ပါဘူး။တစ်ဖက်ဖက်ကိုပါသွားတာကြီးပါပဲ။အော်တယ်လိုရဲ့ဇနီးဒက်စတီမိုနာဟာလှလဲအလွန်လှပါတယ်။အပြစ်လည်းကင်းစင်ပါတယ်။သူ့အပေါ်မှာလည်းသစ္စာရှိရလို့ထင်မြင်နေတာပါ။ဒါဆိုလို့ရှိရင်ကောင်းတဲ့အာယုံနဲ့တွေ့နေတာပါ။အဲ့ဒီလိုအာယုံကောင်းနဲ့တွေ့နေစဉ်မှာတော့ဒက်စတီမိုနာကိုချစ်ပါတယ်၊ညှဉ်းနှူပါတယ်။နောက်တော့ကြတော့အိုင်ကိုရဲ့ကောက်ကျစ်မှုလှည့်စားမှုတွေကြောင့်ဒက်စတီမိုနာဆိုလို့ရှိရင်ဖောက်ပြန်တဲ့မိန်းမအဖြစ်ကိုအော်တယ်လိုမြင်သွားပါတယ်။ဒါဆိုလို့ရှိရင်မကောင်းတဲ့အာယုံနဲ့တွေ့တာပါပဲ။ဒီလိုမျိုးအာယုံဆိုးတွေမနဲ့တစ်ပွဲတွေနဲ့လည်းတွေ့ရောအော်တယ်လိုဟာဆိုလို့ရှိရင်စိတ်ဆိုးတယ်စိတ်ညစ်တယ်မခံမရနိုင်ဖြစ်ပါတယ်။ရှေ့တန်းမှာကျတော့ရန်သူတွေကိုရဲရဲဝံ့ဝံ့အနိုင်တိုက်ခိုက်နိုင်တဲ့သူဖြစ်ပေမဲ့လို့သူ့ရဲ့စိတ်ဆိုးစိတ်ညစ်မှုတွေကိုတော့အနိုင်မတိုက်နိုင်ဘူးဖြစ်သွားပါတယ်။မတုံမလှုပ်ခံနိုင်ရည်မရှိဘူးဖြစ်နေပါတယ်။မကောင်းတဲ့အာယုံတွေကောင်းတဲ့အာယုံတွေနဲ့ကြုံတဲ့အခါသူ့စိတ်ကိုအညီအညွတ်မထားနိုင်တော့တာပါပဲ။စိတ်ကိုညီညွတ်အောင်မထိန်ထားနိုင်မှတော့မနာလိုဝန်တူမှုတွေဖြစ်တဲ့မှားတဲ့အတွေးတွေကိုတွေးတယ်တလွဲတချော်တွေမြင်တယ်။တွေးမှအမြင်မှားတွေဖြစ်မှတော့အပြုအမူတွေအလုပ်တွေကလည်းမှားတော့တာပေါ့။ရိုမီယိုနဲ့ဂျူလီယက်တို့ဟာဆိုလို့ရှိရင်လေအတွေးမှားအတိမှားတွေနဲ့အပြုအမူတွေမှားပြီးတော့ဘဝဆုံးကြရပါတယ်။အော်တယ်လိုလည်းဒီလိုပါပဲ။အတွေးမှားအတိမှားအမြင်မှားတွေနဲ့ဘဝအဆုံးသက်ပုံတွေဟာမကောင်းမှုဖြစ်ကုန်ပါတယ်။လူအများကဒီလိုပါပဲဒီလိုပဲဖြစ်တတ်ကြတာပါ။စိတ်ကိုအညီအညွတ်အညီအမျှမထားနိုင်ရင်တော့မေတ္တာစိတ်တွေမျှဝေထားဖို့ဆိုတာကလည်းမဖြစ်နိုင်ပါဘူး။မေတ္တာအကြောင်းပြောရတာလွယ်ပေမဲ့တကယ်မေတ္တာစိတ်ထားရှိဖို့ကတော့မလွယ်မှမလွယ်တာပါတကယ်ကိုမလွယ်တာပါအခုဖတ်ပြသွားတာကတော့ဇာကြီးနန္ဒာသိန်းချန်ရေးထားတယ်ပြောရင်ပြောနေမယ်ချစ်ချင်းမေတ္တာဆိုတဲ့စာအုပ်ထဲကအလဲလွန်ဇက်ဆောင်များဆိုတဲ့ခေါင်းစဉ်လေးကိုဖတ်ပြပေးတာပါဒီဗီဒီယိုလေးကိုကြည့်ပြီးတော့တခုခုရသွားမယ်လို့မျှော်လင့်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်